နောက်ချမ်းမှာတရေကျိုးပါပြီးတော့ရှေ့ချမ်းမှာကတရေကျိုးမပါတဲ့စတိုင်ပန်တွေကိုချုပ်ချင်ပေမဲ့တွေ့ရပတ်တန်ကဘယ်လိုလုပ်ရလဲမသိဘူးတွေ့ရညက်နေချုပ်နေကဘယ်လိုလုပ်ရလဲမသိဘူးဆိုတော့ညီမလေးတွေရှိတာတစ်ချက်ကြည့်ရအောင်ဒါလေးကတော့နောက်ချမ်းမှာတရေကျိုးနဲ့ဖြစ်ပြီးတော့ရှေ့ချမ်းမှာကခပ်ပပြရိုးရိုးလေးနဲ့ချုပ်ထားတဲ့စတိုင်ပန်လေးပဲဖြစ်ပါတယ်ဘေးမှာချက်တော့ဇစ်တွေပါတွေလည်းမပါဘူးဒီတိုင်းကောက်ဆွတ်ရုံပဲကောက်ဆွတ်တဲ့အပြင်ကိုရှေ့ကနေကြည့်မယ်ဆိုတော့သူကလုံးဝစမတ်ကျနေတဲ့စတိုင်ပန်ဖြစ်ပြီးတော့မှနောက်ကနေကြည့်မယ်ဆိုချက်တော့ဒီတရေကျိုးသက်ပေါင်းပြီလို့ပုံစံမျိုးလေးဖြစ်နေမှာဖြစ်တယ်ဒီရဲ့ပတ်တန်ဟာအရင်ကြီးတော့မခက်ခဲဘူးကိုစီမှာအခု basic ပတ်တန်နဲ့သုံးနေကြပတ်တန်ရှိရဆိုရင်ဒီချက်ဒီရဲ့ပတ်တန်လေးကိုမျှဝေပေးမယ်ဒါလေးကနောက်မှာဆိုရင်ချက်တော့ဒီဘေးဆက်ကြောင်းပါတရေကျိုးသက်ပေါင်းပြီရဲ့နောက်ချမ်းပတ်တန်ကိုအသုံးပြုပြီးတော့လုပ်ရမယ်ရှေ့ချမ်းမှာဆိုရင်ချက်တော့ဒီ basic ပတ်တန်ရှေ့ချမ်းကိုယူပြီးတော့မှဒီရဲ့ line လေးနှစ် line တောက်လို့ပုံစံဟာဆိုရင်ချက်တော့မူလတောက်ကိုနှစ်ချမ်းခွဲပြီးတော့မှဘေးမှာနော်နှစ်ခုမူလတောက်ရဲ့ဘေးနှစ်ခုမှာချက်တော့ဒီပါကြလေးကိုလှုပ်ပေးလိုက်ရုံနဲ့ဒီလိုပေါင်းမီကိုချုပ်လို့ရမှာဖြစ်တယ်ကိုကခုချိန်မှာစတိုင်ပန်ရဲ့ basic ပတ်တန်ကောင်းကောင်းရှိရဆိုရင်ဒီလိုပေါင်းမီလေးတွေကိုချုပ်ကြည့်ပါသူဟာပတ်တန်က2မျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့ပတ်တန်2မျိုးလုံးကိုတတ်ထားမှရမယ်ဒီရဲ့ဒီလိုမျိုးခပ်ပတ်ရှေ့ချမ်းနဲ့နောက်ချမ်းဆက်တဲ့နေရာလေးဆိုတဲ့မျိုးလေးငုံချုပ်ပေးရတယ်ဒါမှသူဟာတက်တက်ရက်ရက်လေးနဲ့ဖြစ်နေမယ်ဒီလိုမျိုးလေးเนาะအဲ့လိုငုံချုပ်တတ်ဖို့ဆိုချင်တော့ညက်နီးချုပ်နီးတွေအားလုံးတတ်မှဖြစ်မယ်ကိုဟာအခုချိန်မှာစတိုင်ပန်နဲ့ပတ်သက်ပြီးတော့မှညက်နီးချုပ်နီးအပါပတ်တန်တွေအားလုံးအသေးစိတ်လေးလာတည်ယူချင်တယ်ဆိုရင်တော့ CV မှာနာမည်ဖုန်းလေးနဲ့စာရင်းပေးလို့ရပါပြီအထူးကျေးလေးရှိတော့မြင်မြန်စာရင်းတွင်းထားလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်လင်းပါ